သူမဟာတဝုတ်ထဲကိုခိုးထွက်ရင်းနဲ့ဒီနွားမိသားစုရဲ့တားထီသူရောဘင်နဲ့တွေ့ဆုံခဲ့ပါတယ်။အစမှာတော့ရန်သူတွေလိုတိုက်ခိုက်ခဲ့ကြပြီးမြဲနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်လုံးရဲ့ကြီးမန်းချက်ကအတူတူပဲဖြစ်နေတာကိုသိသွားကြပါတယ်။အဲ့ဒါကတော့သူတို့ရဲ့မိသားစုနှစ်ခုလုံးကိုပျက်စီးခြင်းကနေကယ်တင်ဖို့ပါပဲ။မရီးယားဟာသူမကိုယ်တိုင်က Moon Princess အသစ်ဖြစ်နေမှန်းသိလိုက်တဲ့အချိန်မှာပလဲလုံးတွေကိုရှာပုံတော်ဖွင့်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီခီးစဉ်မှာသူမဟာချင်းသစ်နတ်ကြီးတွေခွေးဖြူကြီးတွေနဲ့မော်ဆန်တဲ့တရဝါရီရဲ့အကူအညီကိုရရှိခဲ့ပါတယ်။ဒါပြင်နဲ့အချိန်ကတော့သူမဘက်မှမရှိပါဘူး။ကျင်းစာတိအမဲ့လာပညာရောက်လာတဲ့အခါမှာတော့တောင်ကုန်းနယ်ပေါ်ကနေပင်လေရေလိုင်းကြီးတွေကချွိုင်ဝမ်စီကိုတရှိန်ထိုးစီစဉ်လာပါတော့တယ်။နောက်ဆုံးအဆုံးဖြတ်ပေးရမယ့်အချိန်မှာတော့မရီးယာဟာမိသားစုအားလုံးအတွက်ကိုယ့်အသက်ကိုယ်တောင်မငဲ့ပဲပင်လေတွေကိုခုန်ချပြီးရက်စပူဇော်ခဲ့ပါတယ်။ သူမရဲ့စစ်မှန်တဲ့ဆွလို့မှုကြောင့်ကျင်းစားပြေသွားပြီးပျောက်ဆုံးနေတဲ့ပလဲလုံးတွေဟာလဲဆွဲအဖြစ်သူမရဲ့လေပွဲမှာပြန်လဲပေါ်လာပါတော့တယ်။အန်အောစရာကောင်းတာကပင်လေလိုင်းတွေကနေယူနီကုန်းဖြူဖြူလေးတွေထွက်လာပြီးမရီးယားကိုကယ်တင်ခဲ့တာပါပဲ။ဒီလိုနဲ့ Merryweather နဲ့ဒီနွားမိသားစုတွေဟာပြန်လဲသိမ့်မြဲသွားကြပြီး Moon 8ကချောင်းဝမ်းကြီးဟာလည်းအမောင်ထုတဲကနေလွတ်မြောက်ကပြန်လဲသားရသွားပါတော့တယ်။